အားလုံးပဲမင်္ဂလာပါကျမတို့ကတော့ Digital Literacy Group 11ပဲဖြစ်ပါတယ်ကျမတို့အဖွဲ့ဝင်တွေကတော့ LA MAC ပါ Ekila Elebose Elwethon နဲ့ကျမအိမ်မူတာတို့ပဲဖြစ်ပါတယ်ကျမတို့ဒီ presentation မှာရွေးချယ်ထားတဲ့ digital tool ဖြစ်တဲ့ Discord အကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ် Discord ဆိုတာကတော့ text voice video နဲ့ဆက်သွယ်နိုင်တဲ့ online platform တစ်ခုဖြစ်ပါတယ်မူလအစကတော့ gamer တွေအတွက်ကိုဖန်တီးထားပေမဲ့ခုနောက်ပိုင်းတော့ကျောင်းသားတွေဆရာဆရာမတွေ online community တွေအလုပ်အဖွဲ့အစည်းတွေကဒီအသုံးပြုနေကြပြီဖြစ်ပါတယ်ကျမတို့အဖွဲ့ကဒီ Discord ကိုဘာလို့ရွေးရလဲဆိုရင်တော့သူကအသုံးပြုရလွယ်ကူပြီးတော့အချိန်တိုင်းတာမရှိဘဲနဲ့ဆက်သွယ်လို့ရတယ်ဘယ်သူမှဆိုဖုန်း laptop browser ပေါ်ကနေဝင်လို့ရတယ်ပြီးရင်အဖွဲ့မှာလိုအပ်သမျှ file sharing တွေ group chat တွေ video call plan နဲ့အကုန်စုံကိုဒီမှာခါရဲလို့ရတဲ့အတွက်ကြောင့်မလို့တော်တော်သုံးဝင်ပါတယ်ဟုတ်ကဲ့ပါဒီ project အတွက်ကျမတို့ကိုယ်ပိုင် private Discord server တစ်ခုကိုဖန်တီးထားပါတယ်အဲဒီ server ထဲမှာကအလုပ်လုပ်ဖို့လွယ်ကူစေရန်အတွက်အောက်ပါ channel လေးပါတယ်ပေါ့နော်ပထမတစ်ခုအနေနဲ့ announcement ကနေအရေးကြီးတဲ့သတင်းတွေကိုပို့ပေးပါတယ်ပြီးရင်discussion ကကြတော့presentation လုပ်မယ့်အကြောင်းအရာလေးကိုဆွေးနွေးတယ်ပြီးရင်result အနေနဲ့ကကြတော့ research တွေလုပ်ထားတဲ့ file လေးကိုမျှဝေပေးပါတယ်ပြီးရင် white channel မှာကြတော့တငယ်ချင်းတွေနဲ့အတူစာအတူတူလုပ်လို့ရတယ်ပြီးရင်အဲ့လို meeting တွေလုပ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ကျမကတော့ဒီ Discord ကိုအသုံးပြုခဲ့တဲ့ feature တွေနဲ့ကျမတို့ group ဘယ်လိုမျိုးအသုံးပြုခဲ့လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ Discord မှာဒီ channel တွေထဲမှာ channel တစ်ခုစီခွဲပြီး message တွေခွဲသိမ်းထားလို့ရတယ်ပေါ့နော်အဲ့လိုဆိုရင်အဲ့လိုမျိုးရှုပ်တာမျိုးလည်းမဖြစ်တော့ဘူးပြီးတော့ဒီ voice channel တွေလည်းအသုံးပြုခဲ့တယ် voice channel တွေပြီးတော့ဒီ screen share တွေသုံးတဲ့အတွက်လည်းတချို့ဒီ group member တွေမမြင်ရမျိုးဆိုလည်း screen share မျိုးလည်းလုပ်ပေးလို့ရတယ်ပေါ့နော်ပြီးရင် file sharings တွေဒီ file sharings တွေမှာ PDF file တွေ photo တွေပြီးရင် note တွေ documents တွေကိုတင်ပေးလို့ရတဲ့အတွက်အဲ့လိုမျိုးတခြား application တွေပြန်ပြောင်းသုံးကြမလို့ပေါ့နော်ပြီးရင် roles and permission မှာဆိုလို့ရှိရင်လည်းဒီ group leader တွေ presenter တွေပေးလို့ရပါတော့အဲ့လိုပေးရတဲ့အတွက်လည်းကျမတို့တွေတာဝန်တွေအဲ့လိုမျိုးခွဲပြီးတော့အလုပ်မြန်ပြီးမြောက်တာပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီ feature အသုံးပြုပြီးတော့ကျမတို့တွေစားရစားတဲ့နေ့ meeting တွေလုပ်ပြီးတော့အချိန်ချီတာပြီးတော့ teamwork တွေလည်းပို့ပြီးတော့အထောက်အကူပြုခဲ့ပါတယ် presentation နောက်ဆုံးပိုင်းဖြစ်တဲ့ reflection ကိုဆက်လက်ပြောပြပေးတော့ပါမယ်ဒီ project အတွက် Discord ကိုအသုံးပြုပြီးတော့အဖွဲ့လိုက်လှုပ်ဆောင်မှုတွေမှာအမြင်သစ်တွေကိုရရှိခဲ့ပါတယ် Discord server တစ်ခုကိုစနစ်တကျဘယ်လိုဖန်တီးပြီးစီမံခန့်ခွဲရမလဲဆိုတာကိုလည်းသင်ယူခဲ့ရပါတယ် channel တွေကိုအသုံးပြုပြီးတော့ project communication ကိုဘယ်လိုစနစ်တကျစီမံခန့်ခွဲရမလဲဆိုတာကိုလည်းလက်တွေ့သိရှိခဲ့ရပါတယ်အထူးသဖြင့် white chat နဲ့ screen sharing ကအဖွဲ့လိုက်အလုပ်တွေကိုပို့ပြီးတော့မြန်ဆန်စေတယ်ဆိုတာကိုသိရှိခဲ့ရပါတယ်ဒီတွေ့ကြုံကနေရလာတဲ့အကျိုးကျေးဇူးတွေကြောင့် Discord ကိုဆက်လက်အသုံးပြုသွားပါမယ်ဘယ်လိုနေရာမှာအသုံးပြုမလဲဆိုတော့ကျောင်းသားတွေလေ့လာတဲ့ study group နဲ့ homework ဆွေးနွေးမှုများအတွက်အသုံးပြုသွားပါမယ်ငယ်ချင်းတွေနဲ့ project တွေပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်းအသုံးပြုသွားပါမယ်နောက်ဆုံးအနေနဲ့ Discord ရဲ့အဓိကအချက်နှစ်ချက်ကိုတင်ပြလိုပါတယ် Discord ဟာ communication ကိုပုံမှန်မြန်ဆန်စေတယ်ပို့ပြီးတော့စနစ်app တစ်ခုမဟုတ်ပါဘူး productivity စွမ်းရည်ကိုမြင့်တင်ပေးနိုင်တဲ့စွမ်းထက်တဲ့ Discord ကိုမသုံးကြည့်ရတဲ့လူတွေရှိရင်အသုံးကြည့်ဖို့အကြံပေးရင် presentation ကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ကျမတို့အဖွဲ့က presentation အတွက် Discord နဲ့ Zoom စတဲ့ tools တွေကိုအသုံးပြုခဲ့ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်